အဲ့နေတော့လေတို့ကားမှာသုံးတဲ့ကားလောက်ရလေးပါလားကားလုံးတော့ပြောဆိုတော့တန်စားပြီးပြောတယ်ကားလုံးလေးပါလားတန်စားပြီးပြောကားလုံးနေရှိရဲ့အဲ့တော့တို့ကားမှာတအားလှတဲ့စအုပ်ကားလောဝန်ဂီရှစ်ပလန်ဝန်ဂီရှစ်ပလန်ဆိုတော့သူကဟန်နေမှာသုံးလို့ဆိုတာအမ်စားရပါလားစားကြီးမှာတအားစားရဒါရရတိုင်းစားရ တို့လည်းပြည့်စုစုတိစားတိပါလေစားရတယ်စားကြီးဆိုတော့ဘုံလုံးပူတာလားဘိုင်ထဲမှာစားစားလေးပလဲပြီးဆိုတော့ရတယ်ဘိုင်လုံးပူတာလားအဲ့တော့ဘိုင်မှာပုံမှန်အပြင် share ဆိုတာဘိုင်မှာကန်နေ share ပါလေအဲ့လိုလားပြောဆို chat အောင် share ရတဲ့ပုံမှန်ဆိုတာဟိုတွန်းအားလေးပေးရပါလေပုံမှန်အဲ့မျိုးအဲ့တော့ပုံမှန်လူလေးမှာဆိုတာshare ရဇသူသေးရလား တွန်ဂီမျိုးဖြစ်နေတာရှယ်ရဆိုလို့ရှိရင်အဲ့တော့စာကီးဆိုတော့စာရင်တာဘိုင်ရလည်းပူလာပြီးဆိုရှယ်ရလည်းစူရှယ်ရလည်းကိုပလဲလာအဲ့တော့ဟော်ဂီရှစ်ပလဲဆိုတဲ့ပုံစံမျိုးပြောလာအမျိုးပြောစားလာဆိုတဲ့ဟာမျိုးဒီမှာစီကူမီရပါစာလုံးလေးကားလုံးလေးစဉ်းစားကြည့်မှာဟောနို့တွေ့ကားမှလည်းအမှန်စားသုံးစားအမမျိုးလားပေါ့ဒီဘက်တော့မှတ်ကြည့်သားသုံးတယ်စာပြီးတော့သုံးတယ်လူကတော့ဟဲ့မျိုးဟိုဘောနာအမျိုးဒီဘက်နာပြောရင်မှတော့သိရမယ်ဟော်ဂီရှစ်ပလက်စာဟော်ဂီရှစ်ပလက်စာစားရဲတဲ့ကိုစားတာရဲတဲ့စားပြီးတော့ဝေါ်လောက်ပူထလာပြီးတော့ရှယ်ဝမကန်နေရှယ်ကိုပဲပလဲအောင်စားမရသုတိစားတိစားမရတဲ့ရတဲ့စားရတဲ့ဟာမျိုးမှာဆိုဟော်ဂီရှစ်ပလက်စားရစီကြောပြောပါလားအမူလေးကြော်တော်တော်လေးအာတန်စားပြီးပြောသားပါဘာသာကားရဲ့လှပါလေတန်စားပြီးပြောလောကီရှစ်ပလက်စာမလို့ပြောတယ်ဝိနည်းရတဲ့စာမသုတိစာတိစာမဆိုပြောတယ်ကွာစားတော့ဝေါကီရှစ်ပလက်ပဲပြောလိုက်ဆိုတာသူရဲ့သုတ်နှုတ်တစ်ခုအမူလေးသူလှအဲ့ဒီပြောမှာဘာသာကားလေးမှာတော့အဲနောက်တစ်ခုပေါ့လေနောက်စလုံးတစ်လုံးဟာနောက်ကားလုံးတစ်လုံးဟာတော့သူကဟဲ့စံတူဆိုတာဟိုမောဆွဲလို့ကားပေါ့အဲ့တော့မောဆွဲဆိုတာဒါလည်းကားဆိုတရောရောကတခုခုနာပိုင်မီရဲ့ပါသူတပြေတိုင်ပြီးခါဖူးလေးခေါင်းလေးပေါ့ဖူးခေါင်းအောင်ဝင်မှာတိုင်ပြီးခါမှာဟိုဖူးသီးလောက်ထွာလာပါအာလူသီးထွာလာပါအာပြီးတော့ခန့်လာပြောတော့ဘူးသီးပေါ့အဲ့တော့တိုင်မီမှယွန်ပြီးဆိုခေါင်းမှာခုနတိုင်မီးတာပဲဖြစ်ဖြစ်ခံမီးတာဖြစ်ဖြစ်ထီမီးတာဖြစ်ဖြစ်ကြမ်းထီမီးမှာတော့ကိုယ်ရပဲနာညွန်တာလားဖူးလောက်တာလားအမမတို့လေချိုရပြနေလို့ဖူးမကိုမော့ဆွဲလေစဉ်းစားမိတာဖြစ်တတ်ချင်မော့ဆွဲစရသပြင်းလာလို့မြစီထမမဟုတ်တူရီရပါလေတီးသေးမှာစိုက်ဝဲကြီးမပေါ့မောပေါ့မောတီးတာဒူလားတမဟုတ်မောဝိုင်းရှိတာမောဝိုင်းဒီအဲ့တော့အမမတီးရဲ့ဖူးရှိတာသူကမောမဖူးရှိဖူးပေါ့အဲ့တော့အမှုစားနာတန်စားပြီးပြောစားလားဆိုကြစဉ်းစားမိရင်ကားလုံးလေးလှတကယ်အမျိုးသားတန်စားမှုဖြစ်မဲ့ဆိုတာဒီဘက်နာကပြောဆိုတာမောဆွဲဆိုတာကားလုံးရဲ့တော်တော်လေးလှမောဆွဲလေးမောဆွဲလေးပါအာထူမီမှာမောဆွဲလေးဆိုတော့အင်မတန်လှရဲ့ပါလားတန်စားတဲ့လူလေးသူကပြင်းလေမောဆိုတာတီးရမောမဖူးဝမျိုးရှိရပါအဲ့တော့ဘူးမခွန်မခုနခိုင်မီရောထူမီခံမီရောလောက်ထက်လိုက်တော့ဒါမှမျိုးဖူးလောက်တာလာတာမောကိုဆွဲလေပါချိုးလည်းပြောအလူတီလောက်တာလာအလူတီအဲ့တော့ဖူးလောက်တာလာယုံပြီးတော့မောဆွဲရပါတော့နာတီးခတ်တဲ့တူရီကမောနာအောင်စားဟုတ်ကန်လို့ပြောတော့ဒါကိုခေါ်မယ်ထတူပြူပြီးပြောတယ်ယူပကလင်ကားကိုပြောမလားပြောတာအမျိုးပါလားဆိုတော့ပြောရှင်းကဒွယ်ကားတီလေတန်စားစားလေးရှိပါလားခုနပြပြနှိုက်ပြီးပြောဝေါ်ကြီးရှက်ပလက်
သူမဝန်းကြီးရှစ်ပလဲဒီအတိတ်တရားလည်းဖြစ်ရှင်းမယ်ရှယ်ကိုပလဲလေမဟုတ်အမျိုးလည်းဖြစ်ရှင်းမှာဖြစ်မယ်သူဝန်းကြီးရှစ်ပလဲစာမဟုတ်လားအမျိုးခမတ်ကြီးပြီးတော့မောဆွဲတာမောလို့တာလာမောဆွဲလေမောဆိုတာတီးတယ်မောမှာဖူးလို့တန်လာပြောစားလာတော့တကယ်အမျိုးသားပြောမှဆိုအမတန်လှတဲ့ရတဲ့လှတဲ့တာစားမှုမျိုးဖြစ်ရဲ့ဆိုတာမျိုးပြောရှင်းရလားçaအမောစားနှိလောက်ကြော်စင်စားမင်းနာအာအောင်နေမှာပဲအဲ့ဒီဟိုပါပေါ့မြဝိဇ္ဇာအောင်စားနေမှာရခပြူပါဆိုနောက်ထောက်ပေးချော်လေဘုန်းကြီးကျေးဇူးတန်ရပါတယ်နောက်ကြီးဆိုပါအဲဆိုလောနောက်ကြီးအောင်